အားလုံးပဲမင်္ဂလာပါဗျာเนาะကျွန်တော်ကိုမျိုး channel ကနေကိုဒီမတွေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါရဗျာเนาะကျွန်တော်ရဲ့ချစ်ကိုချစ်မတွေအားလုံးပဲမင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေအားလုံးပဲမင်္ဂလာပါဗျာเนาะကြားရချစ်ကိုချစ်မတွေအားလုံးပဲဒီနေ့မနက်ပိုင်းမှာတော့ကျွန်တော်တို့เนาะအဖွဲ့ဝင်စာတို့လဲဒါအားလုံးအဆင်ပြေသွားပါတယ်နေ့တိုင်းမှာကျွန်တော်ဖမ်းပေးနေတဲ့လုံးဝိုင်ကလည်းအရန်ကို share ကောင်းပါတယ်ဗျာเนาะအဲ့တော့ချစ်ကိုချစ်မတွေအားလုံးပဲလုံးဝိုင်နဲ့ပတ်သက်ကြရတဲ့ကိုဒီမတွေအားလုံးကိုဘာပဲဖြစ်ကျွန်တော်တို့ဒီ main နှစ်နဲ့ပတ်သက်တဲ့ main ၅ကွက်ထဲရပဲဒါအဆင်ပြေသွားခဲ့ပါတယ်အဲ့တော့ကျွန်တော်စိုးရိမ်မှုတွေနဲ့ကျွန်တော်အပူလက်တတိထားရမယ်ဆိုတဲ့အတိုင်းပဲကျွန်တော်နှစ်ပါကျွန်တော်မဖြစ်မနေထည့်ထိုးခိုင်းတဲ့အတွက်နေ့တိုင်းမှာစော့ကြတဲ့ကိုဒီမတွေအားလုံးကတော့အကုန်လုံးအဆင်ပြေခဲ့သလိုကျွန်တော်အဖွဲ့ဝင်စော့တဲ့ကိုဒီမတွေအားလုံးလည်းဒီတစ်ပတ်မှာအားလုံးပဲဒီတစ်ချိန်နဲ့ပေါ့နော်တပြိုင်နဲ့အဆင်ပြေသွားခဲ့ပါတယ်အဲ့အတွက်ချစ်ကိုချစ်မအားလုံးပဲအခုကျွန်တော်လာရောက်ပြီးမျှဝေပြီးဗီဒီယိုဖိုင်လေးကဒါညက်နေပိုင်းအတွက်အဓိကပြန်လဲပြီးတော့ဗောနော်စော့ရမယ် main ကွက်ကလေးတွေလာရောက်ပြီးမျှဝေပေးတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အစအနေအဆုံးသေးချာလေးကြည့်ပါပြန်ကြရည်လည်းပါပါမယ်နော်ပြန်ကြတဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ဖယ်မထားစေချင်ဘူးအကုန်လုံးပြန်စော့စေချင်ပါတယ်နော်အဲ့အတွက်ချစ်ကိုချစ်မအားလုံးပဲကျွန်တော်ရဲ့အခုဗီဒီယိုဖိုင်လေးကိုလည်း like and subscribe လေးနှိပ်ပေးကြပါ share လို့ရမယ့်နေရာမျှဝေလို့ရမယ့်နေရာလေးဒီမှာမျှဝေပြီးတော့မှကြည့်ပေးကြပါ channel ကို subscribe မနှိပ်ရသေးဘူးဆိုတဲ့ကိုကြီးမအားလုံးကလည်း channel ကို subscribe နှိပ်ပြီးတော့မှကြည့်ပေးပါနော်အဲ့အတွက်ချစ်ကိုချစ်မအားလုံးပဲကျွန်တော်အဓိကအချက်အနေနဲ့ပေါ့နော်ခဏလေးပါကဲအဲ့တော့ချစ်ကိုချစ်မအားလုံးပဲကျွန်တော်တို့ကြာပေးတော့ကြမှာကဲပေါက်နေနဲ့ကျွန်တော်ပေးထားတဲ့ကဏ္ဍနေကြံမယ်ပေါ့နော်ဟလာ9-3ညပတ်တီးပြီးရင်9-5-5-3ညပေါ့နော်ဒါမှမဟုတ်ဘူးဆိုရင်ကျွန်တော်တို့9-6တကွက်ဖယ်ပြီးကျန်တဲ့ကဏ္ဍ9ကွက်မွေးခြင်းနဲ့ဆိုနေရတယ်9-1-5-6-5-8 3-1-3-8 အဲ့9-6တကွက်ဖယ်ပြီးတော့လေမွေးခြင်းလည်းဆက်မွေးလို့ရသေးတယ်ဒါတွေကနေ့တိုင်းမှာဆော့ကြကိုကြီးမအားလုံးပဲဆက်လက်ပြီးတော့မွေးကြပါပြီးရင်ကျွန်တော်တို့ကီးအနေနဲ့168ကီးကတော့ဒီဘက်ဘယ်လိုပဲပြောနော်ဘာပဲပြောတာဝန်ကြီးပါတယ်အဲ့တော့ကိုကြီးမအားလုံးပဲနေ့တိုင်းမှာဆိုနေကျွန်တော်တို့ဟိုနေ့ဒါတနင်္လာနေ့မှာလဲဟိုနေ့အင်္ဂါနေ့မှာဝမ်းချင်းမှန်တယ်ဘုံနေ့မှာလဲလုံးမိုင်းတွေဝင်နေကျွန်တော်တို့အခွေတွေလဲထွက်တယ်ပေါ့နော်မွေးတွေလဲထွက်သွားတယ်ဒီတစ်ပတ်တော့အဆင်ပြေတာထက်ကိုပိုပြီးပြေတယ်လို့တော့ထင်တာပဲဒီနေ့ဆိုတာကျွန်တော်ရွေးချယ်တဲ့လုံးမိုင်းကို main ကွက်ပေါ်တာအားလုံးအဆင်ပြေသွားတယ်နော်အဲ့ကျကိုကြီးမအားလုံးပဲဖောက်ဝင်မဲ့ဖြစ်ဖြစ်နေ့တိုင်းစော့ရကိုကြီးမအားလုံးပဲဖြစ်ဖြစ်ကိုယ့်ပေါက်ကြီးသေးတွေကောမှမှန်းကြပါအောင်ဗျာနော်အဲ့တော့ရှားတဲ့လူလည်းကျွန်တော်လည်းရှားတဲ့လူလည်းအားရှိအောင်ပေါ့နော်အဲ့တော့ညနေပိုင်းမှာအဓိကအချက်အနေနဲ့လုံးမိုင်တစ်လုံးကောင်းကောင်းလေးဖမ်းပြီးထားပါမယ်ကြာစီဖြစ်စေမကြာစီဖြစ်စေကျွန်တော်တို့ပထမပေါ့နော်အခုကျွန်တော်ညဖမ်းတဲ့လုံးမိုင်နဲ့ဆိုင်တော့အေးအေးဆေးဆေးပဲစော့နေတယ်ဒါပေမဲ့ဘိုင်ကတော့တော်တော်လေးကောင်းတဲ့အတွက်ကျွန်တော်ထပ်မှန်ပြီးတော့တင်ကျင်နေတာပေါ့နော်ယူစမ်းတာကြီးကနန်းတိပြီးတော့ကျွန်တော်ဒီညနေပိုင်းကိုတင်ကျင်တဲ့အတွက်ကျွန်တော်ဆက်လက်ပြီးတော့တင်ပေးလိုက်ပါတယ်နောက်တစ်ခုအဖွဲ့ဝင်တွေပတ်သက်ပြီးတော့အဖွဲ့ဝင်ဆော့ကြတဲ့ကိုကြီးမအားလုံးကကျွန်တော်မွေးတွေပို့ပါမယ်ဒါမှမဟုတ်ရင်လည်းကိုကမဆော့ကျင်ဘူးကြံတဲ့မွေးနှစ်ကွက်ပဲဆော့ကျင်တယ်ဆိုပဲဖြစ်ပါတယ်เนาะအကြံတဲ့မွေးနှစ်ကွက်ကိုဆက်လက်ပြီးဆော့လို့ရပါတယ်ဒါမှမဟုတ်ကျွန်တော်ဒီနေ့ကင်းပိုင်းပေါ့နော်ကနန်းပို့တဲ့ခါကျရင်ကျွန်တော်မွေးကွက်လေးပဲပို့ပါမယ်အဲ့တော့3ချိန်သာပဲရှိတော့တဲ့အတွက်3ချိန်သာအေးဆေးဆော့ပါเนาะအဲ့ဒါချစ်ကိုချစ်မအားလုံးပဲလာမယ့်ရှေ့ဘက်ကလည်းကျွန်တော်တို့ကကြာပြီးတော့ကြာ2ရက်ပဲဆော့ရတာဖြစ်တဲ့အတွက်အဲ့2ရက်မှာကျွန်တော်လက်ဆောင်အနေနဲ့ဆော့ကျင်သေးတဲ့ကိုကြီးမအားလုံးကအခုတည်းကစပြီးကြိုဝင်ရင်လည်းဝင်လို့ရတယ်ပေါ့နော်ဒါမှမဆော့ရင်တော့ကိုမျိုးကြီးစနေတန်တင်းနေကြမှာပဲဒါမဲ့ဟိုးရှိတဲ့ဘက်စနေတန်တင်းနေကြမှာပဲပြန်လဲပြီးတော့လက်တွဲပြီးတော့နောက်တစ်ပတ်ကိုပြန်ဆော့မယ်ဆိုရင်ဒါပြန်ဖွင့်တဲ့အပတ်ကတော့ကျွန်တော်9ရက်စလုံးဆော့အောင်ပါရှိတဲ့ဘက်တရံရက်ကနားထာနေဆိုတော့ကိုကြီးမအားလုံး2ရက်ပဲဆော့အောင်တချို့တွေကလည်းမနေနိုင်ကြဘူးပေါ့နော်ကျွန်တော်လည်းအဲ့လိုမျိုးကြိုဝင်ထားရင်တော့ကနန်းလေးတော့တတ်နိုင်လေးတော့ပို့ပေးပါမယ်အဲ့တော့ကိုကြီးမအားလုံးပဲရပြီပေါ့ဗျာအဲ့တော့ပတ်သေးရဘာရတော့မဟုတ်ဘူးပေါ့နော် main ကွက်ကလေးတွေကျွန်တော်ပို့ပေးပါမယ်အခုလိုပဲဒါကပုံမှန်တိုင်းပဲမွေးရတော့ထွက်မှာပဲဒီမွေး6ကွက်ဆော့ကျင်ရင်လည်းရတယ်ဗျာဒီမွေး6ကွက်နဲ့ကြာပြီးတော့ကြာ2ရက်เนาะ AAC လိုက်ဆော့ကျင်တယ်ဆိုရဲကိုကြီးမရအောင်လက်ဆောင်နေနဲ့ပဲကျွန်တော်ပေးမှာအဓိကနောက်တစ်ပတ်တကယ်ဖွင့်တဲ့အပတ်ကြရင်9ရက်ဆုံးဖွင့်တဲ့အပတ်ကြရင်တော့ဝင်ရမလို့ဝင်ပြီးသားကိုကြီးမရအားလုံးကဟုတ်ပြီလားเนาะအားလုံးပဲနားလည်ကြပြီလို့ထင်ပါတယ်အဲ့တော့ကျွန်တော် comment မှာပဲကျွန်တော်ဖုန်းလေးဒီဖုန်းနံပါတ်တစ်လုံးရေးပေးထားပေးပါမယ်လူဟောင်းတွေအနေနဲ့သိတယ်လူသစ်တွေကိုကြီးမရအားလုံးကလည်းအဲ့မှာလာဝင်ကြည့်ပြီးတော့เนาะဒီမွေးနဲ့ပတ်သက်ပြီး2ရက်ထဲဆိုတော့ကျွန်တော်မတင်တော့ဖွဲ့လာဝင်နဲ့လက်ဆောင်ယူခြင်းတဲ့ကိုကြီးမအားလုံးပဲကြိုပြီးတော့ပေးလိုက်ပါမယ်
နော်ဟိုကညီအဖေဝင်ကြီးကတော့1000ပဲပုံမှန်တိုင်းပဲနော်အားလုံးပဲနားလဲကြလိမ့်မယ်ထင်တယ်နော်ညညကြရင်ရောရှင်းပြပဲနောက်မှလုံးမိုင်တစ်လုံးကအခုတည်းကယာပြီးသားဖြစ်တယ်နောက်မှတောက်ချာနေတနေ့လုံးလာတော့လုံးမိုင်တစ်လုံးကအခုတည်းကယာပြီးသားဖြစ်တယ်ဒါပေမဲ့အားလုံးကြိုက်မဲ့လုံးမိုင်ပဲဖြစ်တယ်ဒီညနေကြိုကြသွားတယ်ကျွန်တော်တို့ကနောက်မှကန်ရမှာနော်ကဲထားပါအဲ့တော့ကျွန်တော်တို့ကြာမင်းညနေ4နာရီခွဲစီတော့ဝမ်းချင်းရ9ပိုင်4ပိုင်9ပတ်သေး4ပတ်သေးပါ9နဲ့ပတ်သက်ရင်9196 9895ပါ9196 9895ပါ4နဲ့ပတ်သက်ရင်4146 4845ပါဒီ main ရှစ်ကွက်ထုတ်ပေးထားပါတယ်4နဲ့ပတ်သက်ရင်4146 4845 9နဲ့ပတ်သက်ရင်9196 9895အားလုံးပေါင်း main ရှစ်ကွက်ရှိပါမယ်ဒီညနေပိုင်းအောင်လည်းအစင်ပြေအောင်ပေါ့အောင်ယူစားပေးထားပါတယ်ချစ်ဖို့ချင်းမရအားလုံးပဲစနေဆုံးသေးချာကြည့်ပါကျွန်တော်ကွန်မျိုးပေးသောကဏ္ဍလေးတွေကိုတေချာလေးလိုက်ပြီးတော့မှန်ပေးပါ share လို့ရမယ့်နေရာမျှဝေလို့ရမယ့်နေရာလေးမှာများလေးမျှဝေပြီးတော့မှကြည့်ပေးပါ channel ကို subscribe မနေရသေးဘူးဆိုတော့လူသစ်တွေအနေနဲ့ကနောက်အသစ်တင်တဲ့ဗီဒီယိုတွေကိုမြင်တွေ့ခြင်းနဲ့ကိုယ်မှအားလုံးက channel ကို subscribe နှိပ်ပြီးတော့မှကြည့်ပေးကြပါဗျာနော်အဲ့တော့ video ကိုအရှိကြီးလုံးမအောင်နော်ချက်ကိုချင်းမရအောင်အရှိကြီးလုံးမအောင်ကျွန်တော်ညှိကင်းမလေးဆိုတော့ကျွန်တော်တင်ရတာ line ကလုံးဝမကောင်းလို့ဒါကျွန်တော် video file တင်နေရတော့ပါဒီလိုမျိုးဆိုကျွန်တော် live လေးလွှင့်နေပါတယ်အားလုံးရဲ့မေးတာလေးတွေလည်းဖြည့်ရင်လည်းပေါ့နော်ဒါပေမဲ့ကျွန်တော်လည်းဖြည့်လို့မရအောင်ပေါ့နော် comment ထဲမှာ reply ပြန်ရင်တော့လွယ်ပြီးဘာမှလုပ်လို့မရအောင် line ကဘယ်လုံးမှမရအောင်ဒီအခုတင်မဲ့ဗီဒီယိုကိုကျွန်တော်တို့တန်လာရီအချိန်ယူပြီးတော့တက်ပြီးမတက်ပြီးစဉ်းစားရမှာတန်လာရီဝင်းကျင်လောက်မှတက်မှာနော်အဲ့လိုလေရှိသေးတယ်အားလုံးကြည့်လို့ရမှာတန်လာရီဝင်းကျင်လောက်မှအဲ့လောက်ကြီးစိုးနေတာလားနော် live ဖြတ်တဲ့ခါကျရင်လည်းပြန်ပြုတ်ကြရင်ဘာမှမထူးအဲ့တော့ဗီဒီယိုဖိုင်လေးနဲ့မြန်မြန်ဆန်ဆန်ပြီးအားလုံးလည်းတဲ့ကိုကနန်းရောက်ပေါ့နော်သူကနည်းနည်းဟိုနေဖြစ်တယ်ပေါ့အဲ့ကြောင့်မို့ပါအဲ့တော့6လေးဝမ်းချင်းမှာကျွန်တော်တို့6ပိုင်ဖမ်းပါတယ်ဒီညနေပိုင်းကို6ပိုင်ပတ်သေးပါ6လေးဝမ်းချင်းမှာ6ပိုင်ပတ်သေးပါခဏစီကျော်တိုင်းမှာလုံးပိုင်တစ်လုံးနဲ့ကြာတာအရန်လှတဲ့ site ဖြစ်ပါတယ်အဲ့တော့6လေးဝမ်းချင်းမှာ6ပိုင်6ပတ်သေးကိုကျွန်တော်အကြိုက်ဆုံးပါ၄နဲ့ပတ်သက်ပြီးတော့ကိုမျိုးကဘာကြောင့်မပြောတာကျွန်တော်တို့မျှပြောတဲ့အတိုင်းပဲဒဏ္ဍန်ရဲ့လုံးပိုင်ကြာတဲ့ site မှာသူ့ရဲ့စီကျော်မှာ6ပိုင်ဖြစ်တဲ့အတွက်ကျွန်တော်6ပိုင်ရွေးချယ်တယ်ကျွန်တော်နဲ့ကြိုက်တယ်ဖြစ်တဲ့အတွက်ချက်ကိုချက်မှအားလုံးကအကြိုက်တူရင်လိုက်ပြီးတော့ထိုးဒါပေမဲ့ပုံမှန်ထပ်ပို့ပြီးတော့ပတ်တီးကိုလိုက်ပြီးမကသားနဲ့နောက်မှတစ်လုံးလိုက်ပဲဖက်နော်လုံးပိုင်းကတော့ပြုတ်ပြပြီးမှအဖေဝင်တွေကလည်းလုံးပိုင်းလေးကြာရင် YouTube မှာကြည့်ပြီးတော့စော့ပြီးကျွန်တော်ကကြာပေးတော့ကြတော့မခေါ်တော့ဘူးလေမခေါ်တော့ဘူးဆိုတာဘာမှမဟုတ်တော့တဲ့ဟိုလာမယ့်ရှေ့တွေလည်းကောင်းအောင်လက်ဆောင်တော့ပဲလာမယ့်ရှေ့2ရက်ကိုလက်ဆောင်တော့ပဲစော့လို့ရမှာလေကျန်တဲ့အတိအကျယူနေကြပြီးစော့လို့မရဘူးလေဟိုနေဝင်ထားနေတာကြိုးမေးတဲ့ကိုဒီမရဲ့အားလုံးပဲချို့တွေကအကြောင်းမျိုးကြောင့်ပေါ့နော်ဒီရက်တွေကတော့မိတာတွေဘာတွေရှိမှာပဲမအားတာတွေပါရှိမှာဆိုကြိုပြီးဝင်ခိုင်းတာဒါလေးပါပဲနော်အဲ့တော့ဝမ်းချင်းအနေနဲ့က4-9ဝမ်းချင်းမှာ9ပိုင်9ဘတ်တီရွေးချယ်တယ်6နဲ့ပတ်သက်ရင် main ထိုးရမယ်ခဏကျွန်တော်က96တို့နော်အဓိကချစ်ကိုချစ်မရဲ့အားလုံးပြန်ကြပြန်ထည့်ထိုးနော်96ပြန်ကြပြန်ထည့်ထိုးအဲ့ထဲမှာကျွန်တော်ကြိုက်တာကချစ်ကိုချစ်မရဲ့အားလုံးပဲကျွန်တော်95ကြိုက်တယ်91ဆိုတဲ့ဒီ main offer ကိုကြိုက်တယ်နော်အဲ့တော့ချစ်ကိုချစ်မရဲ့အားလုံးပဲကျွန်တော်တို့95 on နဲ့95နဲ့91က main offer ဖြစ်ပါတယ်95 91ဆိုတဲ့ဒီ main ရောနောက်ကကိုအကြိုက်ဆုံးဖြစ်ပါတယ်ဖြစ်နိုင်လို့ကိုက6ပိုင်ကိုလည်းကြိုက်တယ်ဆိုရင်6တစ်ခွက်မဖြစ်မနေထည့်ထိုးတာပါနိုင်နော်6တစ်ခွက်ကိုတော့မဖြစ်မနေထည့်ထိုးပါကနန်းကိုကျွန်တော်ထုတ်ပေးတယ်ကျွန်တော်ဗီဒီယိုဖိုင်တင်တဲ့ခါမေ့နေတဲ့ခါကျအပူတတိနတ်ဖာလီတတိလားနော်အပူနဲ့ပတ်သက်နတ်ဖာတတိထားတဲ့အပြင်ချစ်ကိုမရဲ့အားလုံးပဲစကားကိုပေါ်ထပ်ပြောရမယ်ဆိုကြံလာမယ့်ရှိတဲ့ဘက်မှာထိုးလို့ရတယ်ကိုမရဲ့အားလုံးကအပူတတိလား2ရက်ထက်ထွက်တာအဲ့2ရက်ကိုအပူတတိလားဒါပုံဝင်လင်းနေပြောပြပေးတာကျွန်တော်ကဟိုဗီဒီယိုဖိုင်နေပဲတင်နေတာလိုက်ရတယ်မကောင်းဘူးတချို့တွေဆိုတော့အခုမျိုးအပူမလာနိုင်ဘူးငါဘာလို့လားဆိုကျွန်တော်ကဒီမှာကောင်းမှာမဖိုင်နေတတိကရတယ်တခါလေးကတော့လေတတိရဖို့အလုပ်တွေကလည်းများတယ်ပေါ့နော်အဲအကြောင်းဝင်မအောင်တတိမရတဲ့ခါကျရင်ကိုကကျွန်တော်ပြောထားတဲ့ဟာလေးကိုသေချာလေးမှတ်ပြီးတော့အားလုံးပဲလိုက်ဆောင်ဟုတ်ပြီလားနော်အဓိက main on က61နဲ့95ကိုအကြိုက်ဆုံးပဲဖြစ်ပါတယ်နော်အဲ့တော့ချက်ကိုချက်မှအားလုံးကိုကျွန်တော်နဲ့အကြိုက်တွင်ထိုးပါကနန်းထိုးတဲ့နေရာမှာအားထိုးပါနော်ဟိုနေဖောင်းမဆော့ကိုကြီးမအားလုံးကဒီမွေးနှစ်ကွက်ကိုဆက်လက်ပြီးတော့ပဲဆော့နေခြင်းနဲ့ဒါမှမဟုတ်ရင်လည်းကိုကြီးမအားလုံးပဲကျွန်တော်နေကင်းပို့ပြည့်မယ်လို့တော့ကျွန်တော်ထင်ပါတယ်ကျွန်တော်ပို့ပေးပါမယ်เนาะနေကင်းဒီကျွန်တော်တို့အဓိကဆော့ရမယ်မွေးကနန်းလေးပြန်လည်ပြီးတော့ပို့ပေးပါမယ်အဲ့အတွက်ငေါကြိုင်တော့လိုက်ပြီးတော့ဆော့ပါเนาะပါစီပဲ AC ပဲဆော့တာအကောင်းဆုံးပဲဖြစ်ပါတယ်နောက်မှလုံးမိုင်လေးတိုင်ကလေးလိုက်ဆော့ရင်လည်းဆော့เนาะဟုတ်ကနေက AC ပဲဆော့ကြပါကဲအဲ့အတွက်ချစ်ကိုရှင်းမရအားလုံးပဲပေါ့เนาะအစနေပြန်ခေါ်ပေးမယ်ကီးနဲ့ပတ်သက်ပြီး168ကီးအစင်ပြေလို့သုံးလို့ရတယ်မနက်ပိုင်းမှာဝင်သွားဖြစ်တဲ့ညနေပိုင်းလဲဝင်ချင်းမှဝင်မယ်တတိထားပြီးတော့သုံးဒါမှမဟုတ်လည်းကျွန်တော်ကတော့ကျွန်တော်ရဲ့ဝိုင်းချင်းက6လေးဝိုင်းချင်းမှာ6ပိုင်6ဘတ်တီ4ကြိုင်နဲ့ကြိုက်လို့ရတယ်
ဟုတ်တယ်မှာကြားတယ်ဒါတွေကဘယ်လိုမှပြောလို့မရဘူးကျွန်တော်တို့ကလောတဲ့စီကြောတိုင်းမှာ6ပိုင်းဖြစ်တဲ့တော့6ဘတ်ဒီကိုအကြိုက်ဆုံး6တဲ့ပတ်သက်ရင်6196 98 9196 98 95 4နဲ့ပတ်သက်ရင်4146 4845အကြိုက်ဆုံး main on က61နဲ့95က main on ပါအားပါเนาะအားထိုးပါအဲ့တော့တခွက်ကောင်းပြောမယ်ဆိုရင်တော့အကြိုက်ဆုံးကတော့ဗျာ61ကိုပူကြိုက်တာပေါ့เนาะဒါပွင့်လင်းပြောတာကိုတစ်ခွက်မဖြစ်မနေထည့်ထိုးပါเนาะ4ကြိုက်တဲ့လူက4ထည့်ထိုးကျွန်တော်ကတော့ကိုပဲပြောပါเนาะတချို့4ကြိုက်တဲ့လူကြောက်4မပြောလို့ဆိုပြီးမထိုးလိုက်ဘူးဖြစ်မှာဆိုလို့เนาะကဲအားကြောင့်ချစ်ကိုချစ်မအားလုံးမနေတိုင်းမှာဆော့တဲ့ကိုကြီးမရဲ့အားလုံးကိုကျွန်တော်တို့လက်တွဲပြီးဖို့ဆော့ကြတယ်ချစ်ကိုချစ်မရဲ့အားလုံးကိုကျွန်တော်ကိုမျိုးပေးတော့တဲ့ကိုကြီးမရဲ့အားလုံးပဲအစင်ပြေလို့မိန်ကွက် TV အောင်မြင်ကြပါစေကိုမျိုးချစ်တဲ့ခင်တဲ့ကိုကြီးမရဲ့အားလုံးပဲကြမ်းမှချမ်းသာကြပါစေလို့ဆုမအောင်တောင်းပေးလိုက်ပါတယ်ဗျကဲအားလုံးပဲဖုန်းနံပါတ်သိချင်တဲ့ကိုကြီးမအားလုံးကကောမန့်မှာရေးပေးထားပါတယ်အားလုံးပဲတက်တာပါကျွန်တော်ကိုမျိုးပါဗျာနော်